chain 1เนาะ chain 1ပြီးလို့ရှိရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့16တိုင်းထိုးသွားမယ်เนาะ brown color 16 okay ဒီနံပါတ်8เนาะပြီးလို့ရှိရင်တရားကိုထိုးရင်လည်းတိတ်သွားမှာเนาะ okay ပြီးလို့ရှိရင်ဒီ orange color ကိုဒီ9တိုင်းမြောက်မှာကျွန်တော်တို့သိမယ်ပြီးလို့ရှိရင်16တိုင်းပြည့်အောင်ထိုးသွားပါเนาะ okay 15ပြီးလို့ရှိရင်16ဒီနားမှာကျွန်တော်တို့အကြောင်းပြောင်းမယ်လိမ္မော်ရောင်ပြောင်းမယ်เนาะ okay ဒီလိမ္မော်ရောင်ကိုကျွန်တော်တို့9တိုင်းထိုးသွားမယ် okay 19 single crochet sorry 19မဟုတ်9 single crochet okay 1 2 3 4 5 6 7 8 okay 1 2 3 4 5 6 7 8 8ပြီးလို့ရှိရင်ဒီ9ဒီ9နေရာမှာကျွန်တော်တို့အရင်ပြောင်းလိုက်เนาะ19တိုင်းမဟုတ်ဘူးเนาะ9တိုင်းပဲ okay အညူရောင်1 2ဒီ2နေရာမှာကျွန်တော်တို့လိမ္မော်ရောင်ပြန်ပြောင်းမယ်1 2 3 4ဒီနေရာမှာကျွန်တော်တို့အရင်ပြန်ပြောင်းမယ်အသားရောင်เนาะokay အဲ့တော့ဒီအညူရောင်တစ်တိုင်းကိုဒီအနောက်မှာအသားရောင်ရှိတယ်เนาะတကယ်လို့ okay ဒီညူရောင်လေးကိုကျွန်တော်ဒီလိုဝင်မယ်ပြီးလို့ရှိရင်အသားရောင်ကိုအပုတ်တင်ပြီးလို့ရှိရင်ဒီညူရောင်ကိုအဲ့ပေါက်ထရလေးပြန်ဆွဲထုတ်လိုက်เนาะဆွဲထုတ်ပြီးတော့လို့ရှိရင်အသားရောင်ကင်မယ်okay ပြီးလို့ရှိရင်အသားရောင်ကျွန်တော်တို့3တိုင်းထိုးမယ် skin color 3 single crochet okay 2 machine 3ဒီ3နဲ့မှာကျွန်တော်တို့တွေအညူရောင်ပြန်ပြောင်းမယ် okay ညူရောင်ပြန်ပြောင်းပြီးတော့1 2ဒီနားမှာကျွန်တော်တို့အသားရောင်ပြန်ပြောင်းမယ်အသားရောင်ကျွန်တော်တို့တွေ17တိုင်းထိုးမယ်နော်18တိုင်းထိုးသွားမယ်18เนาะ18 single crochet okay 17လို့ရှိရင်ဒီနားမှာ18ဒီဘက်ကိုကြော်လိုက်မယ်နော်တဲလေးတို့ဒီမှာကျွန်တော်ဒီလိုကြော်လို့ရတယ်ဒါပေမဲ့ဟိုဒီရှည်နဲ့ချုပ်မှာဆိုလို့ဒီဘက်ကလေးကိုပို့လိုက်ရုံပဲနော်ဒီဘက်ကိုပို့ထားတာနော် okay ပြီးလို့ရှိရင် brown color okay ဒီနှစ်တိုင်းစလုံးကိုကျွန်တော်တို့တင်သွားမှာနော်အသားရောင်ဒီအတော့ရဲ့လိမ္မော်ရဲ့1ပြီးလို့ရှိရင်2ဒီနောက်မှာကျွန်တော်တို့ဒီ brown ကိုဒီဘက်ကိုရှာ orange color ကိုကိုင်မယ်ပြီးလို့ရှိရင်ဒီအသားရောင်ကိုဒီမှာထားခဲ့လိုက်နော်ထားခဲ့လိုက်ပြီးရင်ကျွန်တော်တို့ဒီလိမ္မော်ရောင်9တိုင်းထိုးမယ်နော်1 2 3 4 5 6 7 8 okay 9 ဒီ9 sorry 9เนาะဒီနားမှာကျွန်တော်တို့လိမ္မော်ရောင်ပြောင်းမယ် sorry brown color ပြောင်းမယ်အရောင်ကြီးခေါ်တာလေးလွယ်နေတယ် sorry เนาะ okay ပြီးလို့ရှိရင်ကျွန်တော်တို့ brown color okay အဲ့တော့ဒီအရောင်ကိုကျွန်တော်တို့ထားခဲ့လိုက်เนาะလိမ္မော်ရောင်ကိုထားခဲ့လိုက်မယ် okay ဒီ brown ရောင်ကိုကျွန်တော်တို့အစုံထိအကောင်ထိုးသွားမယ်เนาะ okay အစုံထိထိုးသွားမယ်ဒီထိ okay ပြီးလို့ရှိရင် chain တစ်ခါနဲ့ပြန်လှည့်မယ်1 2 3 okay အဲ့တော့ကျွန်တော်တို့ဒီ brown color ကို21 single crochet ထိုးသွားမယ်เนาะ21အထိထိုးမယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ brown color ထိုးပါမယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီနေရာပေါ့နော်
ဒီနေရာကိုရောက်တဲ့အခါမှာကျွန်တော်တို့ထုံးစံအတိုင်းဒီ orange color လေးကိုဒီလိုလေးတင်ပြီးလို့ရှိရင်ဒီညောင်လေးကိုထိုးသွားမယ်နော်20နဲ့တတိုင်းရအောင်ထိုးသွားပါ okay 20ဒီမှာတော့ကျွန်တော်လိမ်မွန်ရောင်ကိုလည်းတင်လာပြီနော်အဲ့တော့ဒီနားမှာလည်းကျွန်တော်ထိုးပြန်ပြီးသားဆိုတော့တင်နည်းလေးရတော့တင်ပါပါနော် okay ဆော့ချခဲ့တယ်ပဲအဲ့တော့ဒီ orange color မရှိတော့နော် okay 20ပြီးတော့21မှာကျွန်တော်တို့တွေအရောင်ပြောင်းမယ်လိမ်မွန်ရောင်ပြောင်းမယ်1 2 3 4 on ဒီ4နေရာမှာကျွန်တော်တို့တွေအရောင်ပြောင်းမယ် okay brown color 1 okay 1ဒီ2နေရာမှာကျွန်တော်တို့ဒီအသားရောင်တော့ခြံခဲ့တဲ့အသားရောင်ကိုတင်လိုက်တင်သွားလို့ရှိရင် brown color ကိုဆွဲ okay ပြီးလို့ရှိရင်ဒီ brown ကိုခုချလိုက်ချပြီးအသားရောင်ကိုတင်းတင်းလေးဆွဲတော့ဒီနောက်မှာကျွန်တော်တို့မပေါ်အောင်လို့နည်းနည်းလေးပေါ်လာတော့ပေါ်စီလေးတိတ်မမြင်ဘူးเนาะဒီလိုလေးကြည့်လိုက်တဲ့ဆိုရင်ဒီကင်မရာနဲ့မလို့ဒီနောက်မပေါ်နဲ့เนาะပြင်ပါဆိုရင်ဒီလောက်ကြီးမရှိဘူးရှင်เนาะတင်းတင်းလေးဆွဲ okay ပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်19တိုင်းထိုးမယ်เนาะ okay the skin color ကိုကျွန်တော်တို့17 single crochet ထိုးသွားမယ်เนาะ okay 16ပြီးလို့ရှိရင်ကျွန်တော်တို့17ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ brown ပေါ့เนาะ light brown ရောင်လေးနဲ့ပြန်ပြီး light brown ရောင်လေးထိုးမယ်เนาะ okay ပြီးရင်ရှင်းစစ်ပြီးတော့3ပင်เนาะ3ပင်စလုံးက3ပင်မဟုတ်4ပင်เนาะဒီအသားရောင်လဲဆိုရင် okay 4ပင်စလုံးတင်သွားမယ်1 2 okay 2 which is 3ဒီနားမှာကျွန်တော်တို့အသားရောင်ပြန်ခိုင်းမယ်เนาะokay ပြီးလို့ရှိရင်အစားတွေအလုံးကိုတင်သွားနော်ဒါရောင်1 okay ဒီ1ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအရောင်ကိုချခဲ့လိုက်နော်ဒီ brown color လေးကို light brown color လေးကိုချခဲ့လိုက်ဒီဘက်မှာပြီးလို့ရှိရင်အသားရောင်တစ်လိုက်ထပ်ထုတ်မယ်နော်တစ်လိုက်ထပ်ထုတ်မယ်ပြီးဒီဘက်ကိုချွေသွားလို့ရှိရင်ကျွန်တော်တို့ brown color ကိုခိုင်းမယ်ဒီ dark brown နော်ကျွန်တော်အလွယ်တကူ brown လို့တော့ခေါ်လိုက်တာ dark brown okay ပြီးဆွဲထုတ်မယ်ပြီးဒီ skin color ဒီမှာရော့နေတဲ့အတွက်ဒီနေ့လေးဆွဲလိုက်နော်အဲဆိုရင်ပုံမှန်ပဲပြန်ဖြစ်သွားမယ် okay ဒီ brown color ကိုဒီလိုလေးပြီးရင်အသားရောင် okay ဒီမှာအသားရောင်ဒီလိုလေးလုပ်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအညူအောင်ပြန်ခိုင်းမယ်ပြီးလို့ရှိရင်ဒီအစာလေးเนาะကျွန်တော်တို့တင်ထားတဲ့အစာလေးကိုဒီနားမှာလုံလောက်ပြီဆိုရင်ဖြတ်ပလိုက်เนาะကိုအရှိစတင်သွားခြင်းလည်းရတယ်ဖြတ်လိုက်တယ်ရတယ်ရှင်เนาะโอเคဒီနားမှာပြီးလို့ရှိရင် skin color ကိုကျွန်တော်တို့ထားခဲ့လိုက်မယ်เนาะ skin color ကိုထားခဲ့လိုက်โอเคပြီးလို့ရှိရင် orange 1 2 3 okay ဒီ4နေရာမှာကျွန်တော်တို့အညွန့်အောင်ပြန်ပြောင်းမယ်1 2ဒီညမှာကျွန်တော်တို့ရောင်ပြန်ပြောင်းမယ်okay ဒီ orange ကိုကျွန်တော်တို့14တိုင်းထိုးမယ်เนาะ14okay ထိုးသွားမယ်နော်14တိုင်း okay ညမှာ14ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ orange color ကိုထားခဲ့လိုက်နော် brown color ကိုဆက်ထိုးသွားမယ်အဆုံးထိ12တိုင်းနော်တွဲ single crochet နော် okay အမနော်12တိုင်းပြီးတော့လို့ရှိရင်ပြန်ပြည့်မယ်ပြန်လှည့်ပြီးတော့လို့ရှိရင်12တိုင်းထိုးမယ်နော်ဒီ brown color ကိုလည်းတွဲ single crochet ပြန်ထိုးသွားမယ်
okay 12တိုင်း okay 11လို့ရှိရင်ဒီတက်နေမှာကျွန်တော်တို့ဒီ orange color ကိုကျိုးပြန်ယူနော်လို့ရှိရင်ဒီကိုချာချပြီးလို့ရှိရင်ဒီကျိုးကိုဒီနေ့လေးဆွဲဒီအောက်ထပ်ဆွဲထုတ်မယ်ပြီးလို့ရှိရင်ဒီ orange color ကိုကျွန်တော်တို့16နော်16 15ပြီးလို့ရှိရင်ဒီ16နာမှာကျွန်တော်တို့အညူရောင်ပြန်ကိုင်မယ် okay orange color ပြန်ကိုင်မယ် 1 2 3 4ဒီ4နာမှာကျွန်တော်တို့ brown color ပြန်ကိုင်မယ် okay ပြီးလို့ရှိရင်ဒီအသားရောင်နေရာမှာကျွန်တော်တို့အသားရောင်ကိုဒီလိုပြန်ပြီးတော့ဆဲမယ်နော်ပြီးရင် brown color okay ဒီလိုလေးပြီးရင်အသားရောင်ပြန်ကိုင်မယ်နော်အသားရောင်ကိုဒီနေ့လေးဆွဲ okay okay ပြီးလို့ရှိရင်1နော်အသားရောင် skin color 1ပြီးရင်ညမှာဒုတိယမြောက်ပါမှာဒီရဲ့ကျိုးကိုသိလိုက်နော်ဒီမှာတော့brown light brown နော် light brown color ကိုသိပြီးတော့ကျွန်တော်တို့ဒီ skin color ကိုထားပြီးလို့ရှိရင်ဒီအရာကိုယူမယ်နော် okay ဒီရောင်ကိုတတိုင်းမဲ့ထုတ်မှဖြစ်တဲ့အတွက်ပြီးလို့ရှိရင်အသားရောင်ပြန်ယူလို့ရှိရင်ဒီအကုန်လုံးဒီရောင်လေးအကုန်လုံးကျွန်တော်တို့တင်သွားမယ်နော် okay အသားရောင်ကိုကျွန်တော်တို့11 single crochet ထိုးသွားမယ်နော်17တိုင်း okay တန်းเนาะဒီနားမှာတန်းပြီးလို့ရှိရင်ကျွန်တော်တို့ဒီ light brown color လေးကိုကျွန်တော်တို့မလုံတော့တဲ့အတွက်ဖြတ်လိုက်မယ်เนาะဒီနားမှာမလုံတော့ဘူးဖြတ်လိုက်မယ် 10 11ဒီနားမှာကျွန်တော်တို့အရောင်ပြောင်းမယ်အညိုရောင်ပြောင်းမယ် okay ပြီးလို့ရှိရင်ဒီနေရာစလုံးတိတ်သွားမယ်เนาะ okay ပြီးလို့ရှိရင်အသားရောင် okay ကျွန်တော်တို့ဒီနားမှာအသားရောင်ကိုချက်တိုင်းထိုးမယ်เนาะ skin color ကို8 single crochet okay အသားရောင်ကျွန်တော်တို့ဒီချက်တိုင်းထိုးမှာ9တိုင်းเนาะဒါပေမဲ့ဒီနားမှာကျွန်တော်ဒီ orange color ပေါ့เนาะအခုဆိုရင်ဘယ်နေရာရောက်နေလဲဆိုရင်ကျွန်တော်တို့ဒီနေရာကိုရောက်နေပြီเนาะအဲ့ဒါမှနော်ဒီရှီစလုံးဒီမှာရှီစလုံးပေါ့နော်အထက်အမြင်နေရတယ်ဒါရှိဖို့ကလို့ရှိရင်ဒါလက်တစ်ဖက်ဒီလိုလေးလောက်ထားတဲ့ပုံစံလေးပေါ့နော်ပြီးတော့ဒီအပေါ်ကလက်တစ်ဖက်ဒီလိုရောက်နေပြီအဲ့တော့ဒီနေရာမှာကျွန်တော် orange color ကိုဒီနေရာမှာထားခဲ့ရမှာနော်ဒါပေမဲ့ကျွန်တော်ကတိကျမကြည့်လိုက်မိဘူးပေါ့နော်ဒီဘက်မှာလည်းလိုမထင်လို့ယူလာလိုက်တာဒီထိရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီချို့ကိုကျွန်တော်ဖြတ်လိုက်တော့မယ်နော်ဖြတ်ပြီးတော့နောက်လိုမှာပြန်ဆက်တော့မယ်နော်ဒီနောက်လေးမှာဖြတ်ပလိုက်တော့မယ်ဒီ orange color ကိုတကယ်တော့ဒီနေရာမှာထားခဲ့လိုက်လို့ရတယ်နော် sorry okay ဒါတော့ချက်တိုင်းမြောက်ပါနော်8 okay ပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်ကို1တော့ဒီအသားရောင်ကိုကျွန်တော်တို့ဒီနှစ်တိုင်းမြောက်မှာထားခဲ့လိုက်နော်ဒီမှာ brown color နှစ်တိုင်းထုတ်ပြီးသွားရင်ဒီမှာထားခဲ့လိုက်မယ်ပြီးလို့ရှိရင်အဆုံးထိကျွန်တော်တို့တစ်ပတ်ကိုတစ်တိုင်းလုံးနဲ့အညူရောင်လေးကုန်တော့ထိုးသွားပါနော် okay ဒီမှာတော့ကျွန်တော်အဆုံးထိထိုးသွားလိုက်တယ်ဒီမှာတော့အဆုံးထိထိုးသွားပြီးပြီလို့ရှိရင် chain 1 okay chain 1ကျွန်တော်ပြီးရင်ကျွန်တော်ပြန်လှည့်မယ်ဒီမှာကျွန်တော်တို့ထားတာကိုဒီစက်နဲ့မှာလေးလိုက်ထုတ်မယ်နော်24 23 24ညမှာကျွန်တော်တို့အသားရောင်နော်အသားရောင်ကိုပြန်ယူမယ် okay ဒီ skin color ကိုကျွန်တော်တို့9 single crochet ကိုလိုက်ထုတ်မယ်နော် 1 2 3 okay ဒါတော့ကျွန်တော်တို့ကိုလိုက်မြောက်နော်ကိုလိုက်မြောက်မှာကျွန်တော်တို့အရင်ပြန်ပြောင်းမယ်နော်ဒီမှာ okay 8ဒီမှာ9 okay 9နဲ့မှာကျွန်တော်တို့အရင်ပြန်ပြောင်းမယ် okay အမြောက်ကိုကျွန်တော်တို့ဒီမှာဒီလိုလေးယူပြီးသွားဆိုရင်ကျွန်တော်တို့လိမ့်မရအောင် okay အော်ကတော့ကျွန်တော်ဒီလိုလေးဆက်ထားမယ်နော် okay ဒီလိုလေးပြီးလို့ရှိရင်ဒီရှာပါမှာ okay ဒီလိုလေးကျွန်တော်တို့အရင်အောင်ဒီတိုင်းဒီ orange color လေးဒီမှာဒီတိုင်းနဲ့ထုံးမှာနော်အဲ့တော့ orange color ကိုထုံးချမယ်ချတော့လို့ရှိရင်ကျွန်တော်တို့အရင်အောင်ပြန်ကြိုက်မယ်နော်
22လို့ရှိရင်ကျွန်တော်တို့အသားရောင်ပြန်ကြိုက်မယ်နော်ကျွန်တော်တို့အသားရောင်လေးထုံးမယ်1 2 3 4 နဲ့မှာကျွန်တော်တို့မောင်းကလာပြန်ပြောင်းမယ်1 2 3 4 โอเคဒီညမှာကျွန်တော်တို့အသားရောင်ပြန်ပြောင်းမယ်1 2 okay 3ညမှာကျွန်တော်အညွန့်ပြန်ပြမယ်အညွန့်ရမယ်နော် okay ညွန့်ရဒီလိုလေးဆိုရင်ကျွန်တော်တို့အတိုင်းပြန်ပြမယ်နော် okay ညမှာတိုင်းအောင်လေးပြီးလို့ရှိရင်ကျွန်တော်တို့အညွန့်ပြန်ပြမယ်အညွန့်ပြန်ပြမယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီအဆောက်ကိုတနေ့ဆွဲပြီးတော့ဖြတ်လိုက်မယ်နော် okay ပြီးလို့ရှိရင်ဒီညွန့်ကိုတိုင်းမယ်ထုတ်ပြီးတော့ဒီလေးမရောင်ပြတ်ကြိုက်မယ် okay ပြီးလို့ရှိရင်ဒီလေးမရောင်ကိုကျွန်တော်တို့19လိုက်တူမယ်နော်ဒီမရောင်19လိုက်3 4 okay 5ဒီမှာကျွန်တော်တို့ skin color ကိုဖြတ်လိုက်မယ်နော် okay ဒီမှာ19လိုက်တူတော့မယ်19 single crochet okay မှာ18နော်18ပြီးလို့ရှိရင်ဒီ19ညမှာကျွန်တော်တို့အကြောင်းပြမယ်အကြောင်းပြမယ့်အခါမှာကျွန်တော်ဒီလေးမရောင်ထားခဲ့လိုက်နော်ဒီလိုပုံတော့ထားခဲ့လိုက် okay ပြီးလို့ရှိရင်ဒါကိုကျွန်တော်တို့တစ်ပတ်ကိုတစ်ခါလောက်နဲ့အစုံလေးလုပ်သွားမယ် okay clear okay 14တော့အကောင်ဒီ brown color 14ရှိရနော်ဒါ brown okay ပြီးလို့ရှိရင်ချိန်မှာပြန်လိုက်မယ်လည်းပြီးတော့လို့ရှိရင်ကျွန်တော်ဒီအကောင်တိုင်း30ထုတ်မယ်နော်20 okay ပြီးလို့ရှိရင်ဒီ brown color ကိုဒီမှာနော်ဒီလိုပုံစံလေး okay ဒီမှာ orange color တွေကိုထည့်မယ်နော်ပြီးလို့ရှိရင်ဒီပုံတင်ပြီးဒီတိုင်းလေးတော့ရှောင်းတင်ပါမယ်အကောင်တိုင်း30ရောက်ထုတ်မယ်နော် okay ဒီမှာ19ဒါ20နော်20ညမှာကျွန်တော်တို့အကြောင်းပြမယ် okay အဲ့ဒီစင်ကျွန်တော်ဆက်မတိုင်းထုတ်မယ်နော်တွဲစက်ကcrochet okay ဒီနားမှာတွဲနော်တွဲပြီးလို့ရှိရင်အကြောင်းပြနော်အကြောင်းပြဒီ brown color ကိုကျွန်တော်ခုနတိုင်းထုတ်မယ် 1 2 3 4 5 6 7နော်ဒီနေ့မှာကျွန်တော်တို့အကြောင်းပြောင်းမယ်ဒီမှာအကြောင်းပြောင်းမယ်1 2ဒီနေ့မှာကျွန်တော်တို့ brown color ပြန်ပြောင်းမယ် okay brown color ကျွန်တော်ဒီခုနတိုင်းထုတ်မယ်နော်1 2 3 4 5 6 okay 7ပြီးလို့ရှိရင်7ဒီညမှာအရင်ပြောင်းမယ်လေးမ1 okay လေးမ2လေးမ3အရင်ပြောင်းမယ်အရင်ကတော့ okay အရင်ကကျွန်တော်တို့ဒီလိုလေးကံတော့ရှိရင် okay အတိုင်းပြန်ပြောင်းမှာနော်ဒီကမှာကျွန်တော်တို့ဒီညောင်ကိုဒီလိုလေးလုပ်မယ်လုပ်တော့လို့ရှိရင်ကျွန်တော်တို့အတိုင်းအောင်တော့အစောဖြတ်ပလိုက်တယ်ဒီ skin color ကိုပြန်သုံးမယ် okay ဒီလိုလေးခောက်မယ်ရလေးခောက်ပြီးတော့ဒီနားလေးဆွဲပြမယ် okay ပြီးရင်ဒီ okay skin color ကိုကန်တော့လို့ရှိရင်ကျွန်တော်တို့ဒီလေးမရောင်ဒီလေးမရောင်ဒီနားမှာထားကြလိုက်နော်လေးမရောင်ကိုထားကြလိုက်ထားခဲ့ပြီးတော့ကျွန်တော်တို့အစမ်းရောင်ကိုရှင်းစပြီးတော့ဒီရှက်အောက်ထဲမှာတူမယ်နော်တခါပြီးလို့ရှိရင်ဒီနားလေးမှာပွားနေတယ်နော်ဒီနားလေးပွားနေဒီနားလေးပွားနေအောင်ဒီအစလေးကိုတင်းနေဆွဲပြီးတော့ဒီညောင်လေးတင်းနေဆွဲလိုက်နော်ဒါလေးတင်းကြမလို့ဒီနားလေးမှာဂျာလေးကြည့်ပါနော်တင်းမချော်လေးဆွဲလိုက်နော်အဲဒါရောကျွန်တော်တို့ကိုယ်တိုင်ထုံးမယ်နော်ကိုယ်တိုင်ထုံးမယ် okay အဲ့နော်အဲ့ပြီးလို့ရှိရင်ဒီမှာ9အဲ့ကျွန်တော်တို့ brown color ပြောင်းမယ်ဒီအစကိုချက်လိုက်နော် okay 1 2နော်ပြီးလို့ရှိရင်ဒီအသားရောင်ဒီမှာထားခဲ့လိုက် skin color ကိုဒီမှာထားခဲ့လိုက်ပြီးတဲ့အထိကျွန်တော်တို့အကုန်20နဲ့မှာ23နိုင်ရှိမယ်နော်ထုတ်တော့မယ်ဒီ brown color 20နဲ့တော့ all the way okay okay 23နော်ဒီအကောင်လုံး23ရှိတယ်နော်ပြီးလို့ရှိရင်အချိန်ဝင်ပြန်လိုက်မယ်အဲ့ဒါပြီးကျွန်တော်တို့20နဲ့မှာတိုင်းထုတ်တော့မယ်နော်21
single crochet ထိုးတော့မယ် okay 20 21ဒီညမှာကျွန်တော်တို့တားရောင်ကိုအပေါ်တင်အနည်းအောင်ဆွဲလိုက်နော်ပြီးလို့ရှိရင်အသားရောင်ပြန်ခိုင်းနော် okay အဲ့ဒါအသားရောင်ကိုကျွန်တော်တို့ဆက်လိုက်ထိုးမယ်နော် okay ဆက်လိုက်ထိုးတော့မယ်1 2 3 4 5 6 7 8 9 9 ပြီး10နော်10ညမှာကျွန်တော်တို့ skin color ကိုဒီမှာထားခဲ့လိုက်နော် sorry ထားခဲ့လိုက်လို့ကျွန်တော်ပြင်အနည်းအောင်ပြန်ခိုင်းမယ်ဒီစင်ကောင်ဒီမှာထားခဲ့လို့ရှိရင်ဒီမှာကျွန်တော်တို့ဒီတစ်ချက်အောက်ထပ်ထုတ်မယ်ဒီလို့ရှိရင်ဒီလေးမောင်ရောင်ကိုအပေါ်ပြန်အောင်ထားခဲ့တဲ့လေးမောင်ရောင်ပြန်တင်မယ်ဒီ brown color ကိုဆွတ်ထုတ်မယ်လို့ရှိရင်ဒီ brown ကိုဒီရှုပ်ချချပြီးရင်ဒီလေးမောင်ရောင်ပြန်ကိုင်ဒီမောင်ရောင်ကိုတင်နေဆိုရင်ဒီမှာရင်းမြန်မှာဆက်တော့တင်နေဆိုလိုက် okay ပြီးလို့ရှိရင်ဒီမောင်ရောင်ကိုတင်မယ်လေးရောင်တင်ပါမယ်ဒီလေးမောင်ရောင်ကိုကျွန်တော်တို့စကားလိုက်ထုတ်မယ်နော်လေးမောင်ရောင်ဒီစကားလိုက်ထုတ်တော့ okay 14လို့ရှိရင်ဒီမှာ15ဒီနောက်မှာကျွန်တော်တို့ရောက်ကြမယ်နော်15လိုက်ကြမှာရောက်မြောက် okay အညောင်ကိုကျွန်တော်တို့6လိုက်တော့မယ်1 2 3 4 5 okay 5နော်5ပြီးလို့ရှိရင်ဒီနောက်မှာ6ဒီနောက်မှာရောက်ကြမယ်နော်ဒီမရောင်ပြီးရင်ဒီညောင်ပေးပါမယ်နော်ဒီမရောင်6လိုက်ထိုးမယ်ဒီ9နောက်လို့ရှိရင်ဒီ10ဒီ10နေရာမှာကျွန်တော်တို့ရောက်ကြမယ်နော်ဒီနောက်ပြောင်းမယ်okay ဒီမှာဗတိုင်းမဲ့ပြောင်းမှာဖြစ်တယ်ဒီလိုလေးပြီးရင်ဒီမရောင်okay ဒီလိုလေးအခုဗတိုင်းမဲ့တို့မှာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ပြောင်းမယ်နော်ဒီအဲ့လိုရှင်ကျွန်တော်တို့ဒီညောင်စအိုးရိုက်ထုတ်မယ်နော်ညောင်1 2ဒီပြုတ်လို့ရှိရင်ကျွန်တော်တို့ဒီညောင်ထားခဲ့လိုက်နော်ဒီညောင်ကိုထားခဲ့လိုက်မယ်လို့ရှိရင်ဒီဘက်ကိုတိုင်းတော့လည်းအစုံထိထိုးထားမယ်နော်အကောင်စအိုးရိုက်ရှိမယ် okay ထိုးတော့မယ် okay chain 1ပြင်ပြလိုက်မယ်ပြန်ပြီးကျွန်တော်တို့19ပိုင်းထိုးမယ်နော်17 okay 16 17မှာကျွန်တော်တို့လေးမောင်ရောင်ပြန်ပြီးတော့ခိုင်းမယ်ဒီလိုရှိရင်ကျွန်တော်တို့ဒီလေးမောင်ရောင်ကို73နိုင်ထိုးမယ်နော်ဒီ13 single crochet ဒီ12ပြီးလို့ရှိရင်ဒီ13မှာကျွန်တော်တို့ရောင်ပြောင်းမယ်ဒီမောင်ရောင်ကိုချက်ထိုးပါမယ် okay 1 2 okay 8 single crochet okay 7 8နော်ဒီအရာမှာကျွန်တော်တို့ orange color ပြန်ပြောင်းမယ် okay orange color ကျွန်တော်တို့14တိုင်းထိုးမယ်နော်14တိုင်း14တော့ဒီ6ဒီ13ပြီးရင်14ဒီမှာအရောင်ပြောင်းမယ် okay brown color 1လို့ရှိရင်ဒီထဲမှာကျွန်တော်တို့ okay ဒီမှာကျွန်တော်တို့မထုတ်ခင်မှာဒီ brown color ထုတ်တဲ့နေရာမှာကျွန်တော်ဒီညောင်လေးကိုထားခဲ့လိုက်နော် sorry ဒီညောင်လေးကိုထားခဲ့လိုက်နော် okay ဒီညောင်ထားတဲ့ဒီမှာ brown ညောင်ပြန်ထုတ်လိုက်နော်ဒီလို့ရှိရင်ဒီရှိမှာ brown color ကိုထုတ်ပြီးအသားရောင် white brown color ပုံချုပ်လို့ယူလိုက်နော်okay ဒီလို့ရှိရင်ဒီ brown ကိုရှုပ်ရှာ yes and skin color ကိုနော်အသားရောင်ဒီ brown ကိုတော့ပြန်သွားနော်အသားရောင်ဆက်လိုက်ပုံမယ်3 4 5 6 7 8 9 okay 9ပြီးဒီညမှာကျွန်တော်တို့ brown color ပြောင်းမယ် okay brown color ပြောင်းသွားလို့ရှိရင်ဒီအစိမ်းဒီအသားရောင်ကိုတော့နော်ဒီရှိမှာဒီတိုင်းထိုးထားမှာကျွန်တော်တို့အသားရောင်ကိုထားခဲ့လိုက်နော်ပြီးတော့မှထားခဲ့လိုက်ဒီထားတဲ့ပြင်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့နောက်တိုင်းလုပ်မယ်အစုပ်လေးထိုးပါမယ်နော် okay နော်တဲ့လို့ဒီမှာကျွန်တော်ဒီထိရောက်လာတယ်နော်အစုံထိရောက်လာပြီဒီမှာ19နိုင်တော့တယ်19နိုင်လို့ရှိရင်ဒီတိုင်း20မှာကျွန်တော်အယောင်ပြောင်းမယ်နော်ကျွန်တော်တို့ကိုအောက်ခံပေါ့နော်ကျွန်တော်က brown တောင်းပါတယ်ဒါပေမဲ့ကျွန်တော်အပေါ်ဘက်မှာဒီရောင်လေးတောင်းမယ်ပေါ့နော်နောက်ခံကိုဒီရောင်လေးတောင်းမယ်ဒီဘက်ပေါ်ဘက်နော် okay ကျွန်တော်တောင်းတာဒီရောင်လေးပေါ့နော်ဒီရောင်လေးကိုတောင်းထားတယ်ပေါ့နော်ဒီနားလေးတွေသူ့ရဲ့ profile လေးတိုင်းပဲတောင်းထားတယ်ဒါပေမဲ့ဒီအထက်ဘက်ကျတော့ကျွန်တော်ကဒီနောက်ခံဘက်ပေါ့နော်ဒီဘက်ရောင်လေးပြောင်းမယ်ဒီရောင်လေးကိုပြန်ပြောင်းမှာနော်ဒါလေးကညို့ကတော့ light brown လေးပေါ့နော်အဲရောင်လေးကိုပြန်ပြောင်းမယ်နော်တဲ့နေ့နေရရင်ဒီရောင်မဆက်ပြီးဒီရောင်လေးကိုတောင်းတာနော်အဲ့တော့နောက်ဆုံးတိုင်းဒီလိုထုံးနေနော်နောက်ဆုံးတိုင်းဒီလိုထုံးတော့ကျွန်တော်ပြောင်းနေကြတယ်နော်ဒီလိုကန်နော်အဲ့ပြီးအဲ့ဒီ copy လေးဆွဲထုံးနေဒီလိုဆက်ကျွန်တော်ချင်းဝင်ရတယ်နော်အဲ့ဒါဒီလိုကန်တယ်โอเคဒီလိုလေးကျိုးလေးကိုကျွန်တော်အဲ့ဒါဒီမှာနော်ကျိုးလေးကိုဒီလိုပို့လိုက်နော်ပို့ပြီးဟိုလည်းတိုင်းပြီးလိုက်နော်အဲ့ဒီတော့အဲ့ဒီပထမဦးတော့အောက်ထဲမှာတိုင်းဆက်ထုံးလိုက်နော်ကျိုးနဲ့စားတဲ့လုံးကိုကျွန်တော်အပုတ်တင်နော်โอเคဒီမှာတိုင်းကျွန်တော်19နိုင်ထိုးမယ်နော်
19 single crochet ထိုးပါမယ်နော်โอเคဒီမှာနော်18နဲ့မှာကျွန်တော်တို့ဒီမှာဒီတက်ရတဲ့ဒီ dark brown ရဲ့ဒီအစားကိုကျွန်တော်တို့ဖြတ်လိုက်မယ်နော်ဒီနောက်လေးမှာကျွန်တော်တို့ကျင်းတော့ဒီမှာရောက်ဆက်လာတာဒီတက်ကလေးနော်ဒီပြီးလို့ရှိရင်ဒီရောက်ကျွန်တော် dark brown ကိုတိုးတော့နော်โอเค18နော်18ပြီးလို့ရှိရင်ဒီ19နောက်မှာကျွန်တော်တို့ဒီအသားရောင်ကိုထည့်မယ်နော်โอเคပြီးလို့ရှိရင်ဒီအသားရောင်ခိုင်းမယ်โอเคဒီ skin color ကိုကျွန်တော်တို့10 single crochet ဆက်လိုက်ပါနော်ဆက်လိုက်တော့မယ်โอเค9เนาะ9ပြီးလို့ရှိရင်ဒီမှာ10တက်ရမှာကျွန်တော်တို့အရောင်ပြောင်းမယ်အဲ့တော့ကျွန်တော်တို့ဒီအချင်းပဲအရောင်တော့ခံအောင်ပြောင်းပါเนาะဒီရဲ့โอเคဒီအောင်ပဲဒီရောင်ရဲ့ဒီရောင်ပဲကျွန်တော်ပြောင်းမယ်โอเคဒီအလဲရဲ့အရောင်ကိုကျွန်တော်တို့ဒီ dark brown ကိုပဲသုံးမယ်เนาะ dark brown ကိုပဲသုံးမယ်အဲ့တော့ဒီအလဲရောက်နေဖြစ်တဲ့အတွက် dark brown ကိုပဲเนาะโอเคအသားရောင်ကျွန်တော်ဒီဘက်ကိုကြောပြီးတော့ချခဲ့လိုက်เนาะsorry တားရအောင်မျိုးတားရအောင်လို့ချုပ်လိုက်နော် okay လို့ရှိရင်ရှေ့တိုင်းထိပ်မှာတိုင်းစားတော့ရှေ့တိုင်းတိုင်းမတိုင်းဒီကြောင်တော့ကျွန်တော်တို့ခါနေတင်သွားနော် okay တောင်းလိုက်ရအောင်ဒီမှာ3 sorry ကျွန်မအညူရောင်တော့ဒီအညူတော့ညူမ sorryလိမ္မော်ရောက်ပြမှာ sorry နော်ပြောတာလေနည်းနည်းမှားတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်ရတာနော်ပြန်ကိုကလေးမှာဘယ်နေရာမှာပြန်နေလဲဆိုတော့ကြည့်ရတာကတည်းကချမ်းတော့တယ်နော်အားကြောင့်မန်ပြန်စက်ကပ်ရ okay 14ရိုက်ထုံးမယ်နော်ဒီ orange color ကို14 okay တဲ့လို့ရှိရင်14နော်14ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်မယ်တော့တော့ကျွန်တော်တို့ nice single crochet ကိုလိုက်ထုံးမယ်နော်ဒီဒါနိုင်မလို့နိုင်ပြီလို့ရှိရင်ကျွန်တော်တို့လိမ္မော်ရောင်ပြန်ပြောင်းမယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့လိမ္မော်ရောင်ဆက်နေလိုက်ထုံးမယ်နော်ဒီလိုလေးလုပ်တော့လို့ရှိရင်ကျွန်တော်ဒီ dark brown ထားခဲ့လိုက်နော်ဒီတရားဝဲတိတ်သွားမယ်ဒီဆက်နေလိုက်ထုံးတာမယ်နော်တော့11 12နော်12ဒီဘောတရားကိုချနော်ဒါပြင်ဒီရောင် brown ကိုင်မယ်လို့ရှိရင်ဒီမှာတိုင်းထိုးလိုက်မထိုးတော့ရင်ကျွန်တော်တို့ဒီလေးမလောက်ထားခဲ့တယ်နော်ချက်ခဲ့လိုက်ပြီးလို့ရှိရင်ဒီဘက်ကိုတိုင်းလုံးနဲ့အစုပ်တွေကျွန်တော်တို့စခွန်လိုက်ရှိမယ်နော်ချိန်ဝင်ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့လို့ရှိရင်16တိုင်းထိုးမယ်နော်16 single crochet ထိုးပါမယ်နော်ဒီတော့15ပေါ့နော်15တိုင်းမြောက်15တိုင်းမြောက်ပြီးရင်16တိုင်းနော်16တိုင်းမှာကျွန်တော်တို့လိမ္မော်ရောင်ကိုပြန်သိမ်းမယ်နော်လိမ္မော်ရောင်ပြန်တင်ပြီးလို့ရှိရင်ဒီလိုလေးနော်ဒီလိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိမ္မော်ရောင်ကိုပြောင်းမယ်ဒီလိမ္မော်ရောင်ကျွန်တော်တို့12 single crochet โอเค12တိုင်းထိုးသွားမယ်နော်okay 11ဒီ12နေရာမှာကျွန်တော်တို့အညူရောင်เนาะဒီမှာအညူရောင်လေးကိုအပေါက်တင်ပြီးလို့ရှိရင် orange color ကိုဒီလိုလေးထုတ်เนาะထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အညူရောင်ပြန်ကင်မယ်เนาะဒီမှာ dark brown เนาะ dark brown ရောင်ကိုကင်မယ်ပြီးလို့ရှိရင်ဒီလိမ္မော်ရောင်လေးကိုဆွဲလိုက်မယ်เนาะဆွဲပြီးလို့ရှိရင်အရှိမရှေ့တိုင်းထိပ်မှာတတိုင်းဒီပြီးရင်ဒီမှာဒုတိယမြောက်အပါမှာဒီလိုလေးထိုးမယ်ထိုးပြီးတော့လို့ရှိရင်ကျွန်တော်တို့လိမ္မော်ရောင်ပြန်ကင်မယ်เนาะ1 2เนาะ2ပြီးဆိုရင်ကျွန်တော်တို့ဒါဘာကိုပြန်ခိုင်းမယ်1 2ပြီးလို့ရှိရင်ကျွန်တော်တို့လိမ္မော်ရောင်ပြန်ခိုင်းမယ်โอเค orange ဒီလိုလေးပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်ခိုင်းမယ်ကျွန်တော်တို့ dark brown ကို3နိုင်ထိုးမယ်1 2ပြီးရင်3ဒီ3ညမှာကျွန်တော်တို့ဒီ orange color เนาะဒီ orange color ပြန်ကင်မယ်ဒီကျွန်တော်တို့ orange color ပြောင်းပြီးတော့လို့ရှိရင်1 2
2 3 4 5 6 7 8 8 9 10 11 11ဒီနံပါတ်12เนาะဒီ12နေရာမှာကျွန်တော်တို့ဒါဘရောင်ပြောင်းမယ် okay change color brown color okay ဒီတော့เนาะပြီးလို့ရှိရင်ကျွန်တော်တို့လိမ္မော်ရောင်ပြန်ပြောင်းမယ် okay orange 1 2ဒီ2နေရာမှာကျွန်တော်တို့ဒါဘရောင်ပြန်ပြောင်းမယ် okay ဒါဘရောင်okay ဒါဘရောင်1ပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကိုဒီနေ့မှာထားခဲ့လိုက်မယ်เนาะ okay skin color ကိုဒီနေ့မှာထားခဲ့လိုက်မယ် sorry skin color မဟုတ် orange เนาะ orange ကိုထားခဲ့မှာ okay orange ကို leave here okay ဒီဒုတိယမြောက်ပါမှာထုံမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်ကိုအသားရောင်ကိုတစ်ခါလေးအပုတ်တင်မယ်เนาะတင်ပြီးလို့ရှိရင်မှာဆွဲလိုက်เนาะဒီလိုလေးပြီးလို့ရှိရင်အသားရောင်ခိုင်းမယ် okay အပ်ပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကို okay ဒီ brown ကိုထားခဲ့လိုက် skin color ကိုကျွန်တော်တို့ dark brown ကိုဒီနေ့မှာထားခဲ့မယ်အဲ့တော့ skin color ကိုကျွန်တော်တို့7တိုင်းเนาะ7တိုင်းထားမယ်ရှင်အဲ့တော့1 11 single crochet okay okay 10ပြောညမှာကျွန်တော်တို့ skin color ကိုထားခဲ့ဒီ light brown color ကိုယူမယ်เนาะ light brown color ကိုတတိုင်းထိုးပြီးရင် skin color ကိုထားခဲ့လိုက်เนาะ skin color ကိုကျွန်တော်ထားခဲ့ပြီးတော့တပတ်ကိုတတိုင်းလုံးနဲ့အဆုံးထိထိုးသွားမယ်เนาะအကောင်18တိုင်းရှိမှရှင်အဆုံးထိထိုးသွားမယ် okay chain 1ပြီးလို့ရှိရင်ပြန်လည်မယ်16တိုင်းထိုးမယ်เนาะ 16 single crochet 1 2 3 4 5 6 7 8 9 10 10ပြီးလို့ရှိရင်11เนาะ11နဲ့မှကျွန်တော်တို့ဒီအကြောင်းလေးပြန်ပြောင်းမယ်เนาะ okay ပြီးလို့ရှိရင်ဘောက်ကိုတစ်တိုင်းလုံးနဲ့ကျွန်တော်တို့အစိုးထိလုပ်သွားပါမယ်เนาะညမှာတစ်တိုင်းနှစ်တိုင်းပြီးလို့ရှိရင်ဒီ skin color ကိုထားခဲ့လိုက်เนาะထားခဲ့ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ဘောက်ကိုတစ်တိုင်းလုံးနဲ့အစိုးထိထိုးသွားပါเนาะ okay အစိုးထိ chain 1ပြီးလို့ရှိရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်ကျွန်တော်တို့19တိုင်းထိုးမယ်เนาะ 1 2 3 4 okay 17 single crochet ထိုးသွားမယ်เนาะ okay မှာ16เนาะ16ပြီးလို့ရှိရင်17နဲ့မှာကျွန်တော်တို့ဒီ skin color ကိုပြန်ယူမယ်ယူပြီးတော့လို့ရှိရင် skin color ချိန်လိုက်မယ်เนาะဒါဆိုရင်ဒီ light brown က17ပေါ့เนาะ17 single crochet ပြီးလို့ရှိရင်ဒီ skin color ကိုကျွန်တော်တို့ဒီ11 single crochet ထိုးမယ်เนาะ1 okay ပြီးတော့ဒီရောင်ကိုကျွန်တော်တို့တည်သွားเนาะထိုးသွားမယ်7တိုင်း okay 10ပြီးလို့ရှိရင်မှာ11နဲ့မှာကျွန်တော်တို့အညူရောင်ယူမယ်เนาะအညူရောင်အပေါ်ထည့်ပြီးလို့ရှိရင်ဒီ skin color ကိုဆွတ်ထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့အညူရောင်ကိုယူမယ်เนาะဒါ brown ကိုချိန်မယ် okay ပြီးရင် skin color ကိုနည်းနည်းတင်းတင်းလေးဆွဲ okay ပြီးတော့ဒီအညူရောင်ကိုကျွန်တော်တို့ဒီ okay ကျွန်တော်တို့ဒီအညူရောင်ကိုနှစ်တိုင်းထိုးမယ်အဲ့တော့အသားရောင်ကိုကျွန်တော်ဒီနောက်မှာထားခဲ့လိုက်တော့เนาะဒီရောင်လေးက light brown သားကျွန်တော်တို့တင်သွားမယ်အညူရောင်ထိုးမယ်เนาะ skin color ကိုဒီမှာထားခဲ့မယ် okay 1 okay 1ပြီးလို့ရှိရင်ဒီ2နေရာမှာကျွန်တော်တို့ brown color orange color ကိုတည်သွားမယ်เนาะ orange color ကိုပြန်တည်မယ်ပြီးလို့ရှိရင်ဒီ orange color ကိုဒီအပေါက်တွေကဆွတ်ထုတ်မယ် okay ဒီနေရာကိုတခါလေးတည်သွားမယ် okay ဒီ orange ကိုကျွန်တော်တို့၄တိုင်းထိုးမယ်เนาะတပတ်ကိုတစ်တိုင်းလုံး၄တိုင်း okay 4 position ကျွန်တော်တို့ brown okay brown ပြီးလို့ရှိရင်ကျွန်တော်တို့ orange 11 single crochet ထိုးပါမယ်เนาะ
okay အဲ့တော့11ပြောင်းထုတ်သွားမယ်နော် okay 11နဲ့မှကျွန်တော်တို့ dark brown ကိုပြောင်းမယ် okay dark brown ကိုကျွန်တော်တို့3နိုင်ထိုးမယ်1 2 3ပြီးလို့ရှိရင်ကျွန်တော်တို့ orange color ပြန်ပြောင်းမယ်1 2ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်ပြောင်းမယ်1 2เนาะဒီ2ပြီးလို့ရှိရင်ကျွန်တော်တို့ orange color ပြန်ပြောင်းမယ် okay orange color 1 2ဒီ2ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ dark brown ပြန်ပြောင်းမယ်1 2 3เนาะဒီနာမှာ3 okay ဒီ brown ကိုဒီနားလေးမှာထားပြီးလို့ရှိရင်ဒီ orange ကိုင်မယ် orange ကိုင်ပြီးလို့ရှိရင်ကျွန်တော်တို့လိမ္မော်ရအောင်ဆက်တိုင်းထုံးမယ်နော် okay ဒီလိုပုံစံလေးနဲ့ကျွန်တော်ဒီ brown color ကိုထားခဲ့လိုက်နော်ဒါ brown ကိုဒီနားမှာထားခဲ့မယ်ပြီးတော့ဒီအရောင်လေးကိုတင်သွားမယ်အဲ့တော့ orange color ကို11 single crochet ထိုးသွားမယ်နော်1 2နောက်ထပ်9 single crochet okay 10ပြီးလို့ရှိရင်11เนาะဒီ11နားမှာကျွန်တော်ဒီရောင်လေးကိုထားခဲ့လိုက်တော့เนาะ okay ပြီးလို့ရှိရင်ကျွန်တော်တို့အစုံထိထိုးသွားမယ်เนาะ okay အစုံထိ okay ပြီးလို့ရှိရင်1ပြီးပြန်လှည့်ပြီးတော့တစ်ပတ်ကိုတစ်တိုင်းနှုံးမယ်တို့15တိုင်းထိုးမယ်เนาะ15 okay 14ပြီးလို့ရှိရင်15 okay okay ပြီးလို့ရှိရင် orange color 9တိုင်းထိုးမယ်เนาะ4 5 6 7 8 sorry 1 2 3 1 2 3 4 5 6 7 11 12 okay အဲ့ single crochet ပြလို့ရှိရင်ဒီမှာ9เนาะဒီနေရာမှာ9နေရာမှာကျွန်တော်ဒီ brown color ကိုတင်ထားပါမယ်ရှင်ဒါပေမဲ့ကျွန်တော်ထားခဲ့တာကအရှိရဲ့ဒီတိုင်းထိတ်နေရအထိပေါ့နော်ထားခဲ့တာဖြစ်တယ်အဲ့တော့ဒီတတိုင်းလောက်ပေါ့နော်နောက်ထပ်ဒီ orange color ဒီမှာတတိုင်းထိုးပြီးမှထားခဲ့တာပေါ့နော်ဒါပေမဲ့2တိုင်းလောက်ထိုးပြီးမှဒီ brown ကိုထားခဲ့ရမှာပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်ကထားခဲ့တာတတိုင်းလောက်လိုသွားတယ်ပေါ့နော်တတိုင်းလိုသွားတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းရတယ်ပေါ့နော်အဲ့တော့အပေါ်တင်လိုက်မယ်နော်လုပ်ကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိမ္မော်ရောင်ကိုယူလိုက်မယ်နော် okay ပြီးရင်လိမ္မော်ကိုဒီဘက်ချောင်း okay ပြီးဒါ brown ကိုဒီလိုလေးထိုးမယ်အဲ့တော့အနောက်ဘက်ကိုသွားကြည့်မယ်နော်ဒီမှာဒီနေရာမှာ brown လေးခံနေပါတော့အဲ့တော့ထားလိုက်တော့နောက်မိုင်းပါနော်ပြီးလို့ရှိရင်ဒီမှာ share box ထဲမှာနော်အဲ့ဒါကိုထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီ brown color ကိုလည်းဒီအပေါ်ရောက်တင်ထိုးနော်အပြီးမှဒီ brown ကိုဆွဲလိုက်မယ်နော် okay ဒါဆိုရင်အနောက်ဘက်မှာဒီနားမှာ brown လေးပေါ့နော်တိတ်ပြီးတော့မမြရတော့ဘူးနော်အဆင်ပြေတယ် okay 1နော်ပြီးလို့ရှိရင်ကျွန်တော်တို့လိမ္မော်okay လိမ္မော်1ပြီးရင်ဒါ brown 1 2ပြီးလို့ရှိရင် orange 1 2 3เนาะ3ပြီးလို့ရှိရင်ကျွန်တော်တို့ okay orange 3ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ brown okay ဒါ brown 1ပြီးရင် orange okay orange 1 2ပေါ့နော်ဒီ2နေရာမှာကျွန်တော်တို့ဒါ brown ပြန်ပြောင်းမယ် okay orange 2ပြီးလို့ရှိရင်ဒါ brown 3နိုင်ထိုးမယ်နော်1 2
3เนาะ3ပြီးလို့ရှိရင်ကျွန်တော်တို့ orange color ပြန်ပြောင်းမယ် okay ဒီ orange ကိုကျွန်တော်တို့10တိုင်းထိုးမယ်เนาะ okay 10 single crochet ထိုးသွားမယ်เนาะ okay 9 position 10เนาะဒီနေရာမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် 1 2ပြီးလို့ရှိရင်ဒီ orange color ကျွန်တော်တို့9လိုက်ထိုးမယ်เนาะ 1 2 3 4 5 okay ဒီ orange color 4 5ပေါ့เนาะ5နေရာမှာကျွန်တော်တို့ brown color ပြောင်းမယ်เนาะ okay အပြီးလို့ရှိရင်ကျွန်တော်တို့ဒီ orange color ကိုဒီနားမှာထားခဲ့လိုက်မယ်เนาะထားခဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ brown color ရှက်တိုင်းထိပ်မှာပြီးတော့အသားရောင်ကိုလည်းကျွန်တော်တို့တိမ့်တော့မယ်เนาะ 1 2ဒီနားမှာကျွန်တော်တို့ skin color ပြောင်းမယ်เนาะ okay skin color okay skin color 1ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ brown ကိုဒီနားမှာထားခဲ့မယ်ဒီ light brown ကိုလည်းတင်ထားမယ်เนาะ okay ကျွန်တော်တို့ skin color ကိုဆက်တိုင်းထုံးမယ်เนาะ11 single crochet ထုံးမယ် okay 10 11ဒီနားမှာရောင်ပြောင်းမယ်ဒီရောင်ပြောင်းမယ်เนาะ light brown လေးပြောင်းမယ်ပြီးလို့ရှိရင်တတိုင်း okay တတိုင်းထုံးပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ skin color ကိုထားခဲ့လိုက်เนาะထားခဲ့ပြီးလို့ရှိရင်ပြီးတဲ့အထိနောက်ထပ်15တိုင်းပေါ့เนาะအကုန်ဆိုရင်16တိုင်းရှိမယ်เนาะ okay အစုံထိထိုးသွားမယ် okay ဒီမှာเนาะအစုံထိအကုန်ထိုးလာပြီးချိန်ဝင်တယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီအောက်ပိုင်းနေရပါတော့ဒီထိရောက်လာပြီချိန်ဝင်ပြီးပြန်လှည့်မယ် okay ပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအရာကို15တိုင်းထိုးမယ်เนาะ15 single crochet okay 14 15 ဒီ15နောက်မှာကျွန်တော်တို့ဒီ skin color ကိုအပေါ်တင်မယ်ပြီးရင် brown color ကိုဒီလိုလေးထုတ်မယ်လို့ရှိရင်ကျွန်တော်တို့ skin color ကိုကင်မယ်เนาะ okay skin color ကိုအဲ့ဒီ pattern လေးထုတ်လိုက်เนาะဒါဆိုရင်ကျွန်တော်တို့ဒီအရောင်15တိုင်းရမယ်เนาะလို့ရှိရင်ကျွန်တော်တို့ skin color ကို17တိုင်းထိုးမယ်เนาะဒီမှာအောင်တိုင်းထက်ကနေစပြီးတော့တစ်ပေါက်ကိုတစ်တိုင်းလုပ်မယ်2 3 11 single crochet ထိုးမယ်เนาะ okay 10ပြီးလို့ရှိရင်ဒီမှာ11เนาะဒီ11နောက်မှာကျွန်တော်တို့ dark brown ကိုပြန်ကင်မယ်เนาะ dark brown ကိုအပေါ်တင်เนาะအပေါ်ပြန်ချီပြီးရင်ဒီ skin color ကိုဆွဲထုတ်okay skin color ကိုဆွဲထုတ်ပြီးတော့လို့ရှိရင်ကျွန်တော် skin color တခုချပြီးလို့ရှိရင် dark brown ကိုကင်မယ်เนาะပထမအဆုံးဒီဗီဒီယိုတွေမှာကျွန်တော်က brown လို့ပဲဒါကိုအလွယ်တကူခေါ်လိုက်တာပေါ့နော်ဒီနေ့ကဒီရောင်လေးတွေရောင်ဒီရှင်းလာတဲ့အခါမှာကျွန်တော်ဒါကို dark brown လို့တောင်းတယ်နော်ဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအရောင်ကိုဒီနားမှာထားခဲ့လိုက်မယ်နော် skin color ကိုထားခဲ့လိုက်မယ် skin color ကိုထားခဲ့ပြီးလို့ရှိရင် brown color ကျွန်တော်တို့တတိုင်းokay ဒီလိမ္မော်ရောင်လေးလိမ္မော်ရောင်เนาะဒီမှာလိမ္မော်ရောင်ချမ်းခဲ့တာ okay 1 okay 1เนาะ1ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ2နေရာမှာကျွန်တော်တို့ဒီလိမ္မော်ရောင်ကိုယူမယ်เนาะဒီ orange color ကိုအပေါ်ထင်းပြီးလို့ရှိရင် brown color ကိုဆွဲထုတ်တော့လို့ရှိရင်ဒီဘက်ကိုချပြီးလို့ရှိရင်လိမ္မော်ရောင်ပြန်ခိုင်းမယ် okay လိမ္မော်ရောင်ကျွန်တော်တို့7 single crochet ထိုးမယ်เนาะ9တိုင်းထိုးမယ်1 2 3 4 5 6 okay
6နော်6 then that 7နော်7ပြီးလို့ရှိရင် dark brown okay dark brown ကိုကျွန်တော်ဒီမှာထားခဲ့ပြန်ပြီးတော့ orange color 7 7မဟုတ်9နော်9 single crochet ထိုးထားမယ်နော်9တိုင်း8 9နော်9နေရာမှာကျွန်တော်တို့တွေ dark brown ပြမယ်နော်1 2 3နာမှာကျွန်တော်တို့ orange color 1 2 3ဒီနာမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ်1 2ပြီးလို့ရှိရင် orange sorry 1 2ပြီးလို့ရှိရင် dark brown 1 2ပြီးလို့ရှိရင် orange okay 1ပြီးလို့ရှိရင်ကျွန်တော် dark brown ကိုထားခဲ့လိုက်မယ်နော် okay အဲ့တော့ orange ကိုကျွန်တော်တို့13 single crochet ထိုးထားမယ်နော်3 4 5 6 7 8 9 10 11 12 okay 12ပြီးလို့ရှိရင်ကျွန်တော်တို့13နော်13ပြီးလို့ရှိရင် sorry နော်ဒီမှာဖယ်နေတာလေ1 2 3 4 5 6 7 8 9 10 11 12 13ဟုတ်တယ်နော်13ဒီ orange color ကိုကျွန်တော်ဒီနားမှာထားခဲ့လိုက်တာနော်ထိုးပြီးရင်ထားခဲ့ပြီးရင်ဒီကျန်တဲ့အရာကိုကျွန်တော်တို့အဆုံးထိထိုးသွားမယ်နော် okay မနော်အဆုံးထိပြီးလို့ရှိရင် chain 1ပြန်လဲမယ် okay ပြန်လဲပြီးတော့လို့ရှိရင်1 2 3 4 5 6 7 8 9 10 11 12 13 14နော်ဒီနာမှာ okay orange color ကိုကျွန်တော်တို့ပေါ်တက်လိုက်တယ်နော် okay ပြီးလို့ရှိရင် orange color ပြန်ပြောင်းမယ် okay orange color ပြောင်းသွားလို့ရှိရင်ကျွန်တော်တို့လေမုံကို12တိုင်ထိုးမယ်နော် orange color 12 single crochet okay 11ပြီးလို့ရှိရင်12ဒီညမှာကျွန်တော်တို့ brown color နား brown color ကိုပြန်ယူမယ်နော် okay ပြီးလို့ရှိရင်ဒါ brown ခိုင်မယ် 1 2 3နော်3ပြီးလို့ရှိရင်ကျွန်တော်တို့ orange color okay orange color 1ပြီးရင် dark brown okay 1 2 3နော်3ပြီးလို့ရှိရင် orange okay ကျွန်တော်တို့ဒီမှာ orange ကို4နိုင်ထိုးမယ်နော်1 okay 4 single crochet okay orange color okay 3 4 နေရာမှာကျွန်တော်တို့ brown color ပြန်ပြန်မယ် okay ပြီးလို့ရှိရင် brown color ကိုကျွန်တော်တို့1 2ပြီးလို့ရှိရင် orange okay orange color ပြန်ယူမယ် okay ပြီးလို့ရှိရင်8နော်1 2 3 4
5 6 7 okay 8เนาะအဲ့နေရာမှာကျွန်တော်တို့ double ပြန်ပြောင်းမယ် double 1เนาะပြီးလို့ရှိရင်ပြန်ပြောင်းအောင်လေ okay ကျွန်တော်တို့7ကလာကို9နိုင်ထုံးမယ်เนาะ nice single crochet okay okay အဲ့เนาะဒီနားမှာအဲ့ပြီးလို့ရှိရင်9အရောင်ပြောင်းမယ်เนาะ9မှာအရောင်ပြောင်းမယ်ပြော9မှာအရောင်ပြောင်းမယ်ဆိုတော့9လောက် okay ပြီးလို့ရှိရင် brown ဒီ brown အရောင်မှာဆိုတော့ကျွန်တော်တို့ဒီတိုင်းမဲ့ထိုးမယ်ပြီးလို့ရှိရင်နောက်တစ်တိုင်းမှာကျွန်တော်တို့sorry ဒီနေ့မှာ orange color ကိုထားခဲ့လိုက်မယ်เนาะ okay orange color လေးပြရ okay brown 1ပြီးရင်2မှာကျွန်တော်တို့အရောင်ပြောင်းမယ်ဒီ skin color ကို up ပို့တင်ပြီးရင် brown ကိုဆွဲထုတ်เนาะဆွဲထုတ်ပြီးတော့လို့ရှိရင်ကျွန်တော် skin color ယူမယ်okay skin color ယူမယ်ယူတော့လို့ရှိရင်ကျွန်တော်တို့ဒီညိုရောင်နှစ်ရောင်တင်သွားမယ်เนาะတတိုင်းပြီးရင်ဒီ dark brown ကိုထားခဲ့လိုက်မယ်เนาะဒီမှာထားခဲ့လိုက်ပြီးရင် skin color ကိုကျွန်တော်10တိုင်းထိုးမယ်เนาะ1 2 3 4 5 6 7 8 9 okay 9เนาะနောက်လို့ရှိရင်10မှာကျွန်တော်တို့ရောက်ပြောင်းမယ်ပြောင်းသွားလို့ရှိရင်ဒီလိုတိုင်းတော့မယ်လို့ရှိရင်ဒီရောင်ထားခဲ့မယ် skin color ကိုဒီမှာထားခဲ့တပတ်ကိုတစ်တိုင်းတော့နဲ့အဆုံးထိထိုးသွားမယ်เนาะအဆုံးထိကဲမနော်အဆုံးထိရောက်သွားရင်ပြီးလို့ရှိရင်ချိန်တစ်ခါပြန်လှည့်မယ်အမောင်ဆုံးတိုက်ထိပ်မှာတစ်တိုင်းနှစ်တိုင်းသုံးလေးငါး6 9 10 9 10 11 12 13 okay 73เนาะ73ပြီးလို့ရှိရင်13เนาะဒီမှာ14နေရာမှာကျွန်တော်တို့ skin color ပြောင်းမယ်เนาะ okay skin color ကို10နိုင်ထုံးမယ်เนาะ okay skin color 10 single crochet okay 9နောက်ပြီးလို့ရှိရင်10ဒီနားမှာအရာပြောင်းမယ်เนาะ okay 10ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ skin dark brown ပေါ့เนาะ dark brown နဲ့ skin color ဆွဲထုတ်ပြီးလို့ရှိရင် dark brown ပြောင်းမယ်เนาะ 1 3 sorry 3 okay 3ဒီနောက်4ဒီညမှာကျွန်တော်တို့ orange color ပြန်ပြီးတော့တင်းသွားเนาะဒီမှာတော့ orange color အစောအားဒီနေ့မှာထားခဲ့တာเนาะအခုအဲ့ဒါကိုကျွန်တော်တို့အပေါ်တင်လိုက်၄တိုင်းမြောက်ပါเนาะ1 2 3 4เนาะ၄တိုင်းမြောက်ပါဒီ skin orange color ကိုဒီလိုလေးတင်မယ်เนาะကဲတော့ skin color ကိုဒီနေ့မှာထားခဲ့ရမှာเนาะဒီလိုတော့ပြန်ထိုးလိုက်မယ် brown color ကို okay skin color ကိုလေးပြီးရokay 1 2 3 maybe 4 နေရာမှာဒီ orange ကိုတင်မယ် okay 4 ဒီ5နေရာမှာကျွန်တော်တို့အရောင်ပြောင်းမယ်เนาะ orange color okay အဲ့ခါမှာကျွန်တော် orange color ကို16တိုင်းထုံး16တိုင်း16 single crochet okay 15 16ဒီနားမှာကျွန်တော်တို့ dark brown ပြောင်းမယ် 1 2 3 3လို့ရှိရင် orange color ပြန်ပြောင်း 1 2 3ပြီးလို့ရှိရင် dark brown 3 ပြီးလို့ရှိရင် dark brown okay 1 2 3ပြီးလို့ရှိရင် orange okay 1 2 2ပြီးလို့ရှိရင် dark brown
1 2เนาะ2ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ orange color okay 1ဒီနေ့မှာ1ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ orange sorry dark brown ကိုကျွန်တော်ထားခဲ့လိုက်တော့เนาะ dark brown ကိုလေးရokay orange color ကိုကျွန်တော်တို့12တိုင်းထိုးမယ်เนาะ12 single crochet okay 1 2 3 4 5 6 7 8 9 10 11 okay 11ပြီးလို့ရှိရင် okay 11 12ဒီနားမှာကျွန်တော်တို့ orange color ကိုထားလိုက်လိုက်နော် okay orange color ကိုဒီနားမှာထားခဲ့ပြီးရင်တပတ်ကိုတစ်တိုင်းလုံးနဲ့အစုံထိထိုးပါမယ်နော် okay တပတ်ကိုတစ်တိုင်းလုံးနဲ့အစုံထိထိုး okay ဒီမှာတော့အစုံထိရောက်သွားပြီ